ကျမလိုလေတန်လိုက်မြတ်တောင်တူကိုဝဲသိမဝဲသိကျမစဉ်းစားလိုက်တယ်ပေါ့ Trump ဖြစ်တော့လဲကျမအရန်လူချင်တယ်ဘောနော်တက်ရတယ်လွယ်တယ်ဆိုလို့လေအဲ့နဲ့စာတွေဖတ်တော့လဲတချို့တွေကလည်းစင်မပြေပါဘူးပေါ့တချို့ကလည်းပြေပါတယ်ပေါ့အဲ့နဲ့မပြေဘူးပြေတဲ့ကြားထဲမှာအိမ်မယ်ဈေးတွေစုံစမ်းလိုက်တော့ဈေးကလည်းခေါင်ခိုက်နေတော့အဲ့နဲ့ဝဲချင်းနေမရတော့လိုချင်နေပြဿနာအဲ့ဒါမိန်းမတွေအားနဲ့ချက်ကိုဒီ brand ကောင်းကောင်းသိရဖြစ်မှာအဲ့နဲ့ကျမလည်းကိုယ့်အကူပဲထောက်ပါအောင်ကိုယ့်အကူမှာချလိုက်ကိုယ့်အကူမှာချဈေးသက်သာတယ်ဟိုမှာဝယ်နေတဲ့ဈေးတွေမတက်နဲ့ဆိုင်ကိုယ့်အကူဝယ်လိုက်တာကွယ်အခုကတဲ့ယူဈေးကလေလမ်းမအခြေအနေအကြောင်းနည်းနည်းအောက်လမ်းကနေပြီးတော့ဝယ်တည်လိုက်တယ်လို့ဖြစ်တော့လေပို့ကလေးပဲနည်းနည်းပိုကြပါပဲရှိအဲ့ပို့ကပိုကြတာတော့မှပဲသူတို့ရောင်းတဲ့ဈေးကိုကျမပြချပစ္စည်း5မျိုးလောက်ထပ်ဝယ်တာသူတို့ရောင်းတဲ့ဈေးမရှိဘူးသိလားကျမဝယ်တာဟိုဟာပဲကြတယ်ပို့ကရောပြီးစီသူကဟိုဟာပဲကြဒါတော့မှနော် charges တွေပိုင်းနဲ့တော်ကိန်းစုံစုံလေးပဲကြတယ်တဲ့အလုံးလုံးကြအဲ့လောက်စုံစုံမှတကယ်စုံစုံလေးပဲကြတယ်အဲ့လိုဆိုတော့အဲ့ဒါနဲ့ကျမလေကန်တာများပါပြီအဲ့နဲ့ကျမပြောပြအောင်မယ်ကျမနဲ့ကြရက်ကိုလည်းပြောပြအောင်မယ်တကယ်သုံးလဲသုံးပေါ့လွယ်မလွယ်ကွယ်ကျမပြောပြမယ်ကျမမိန်းမရဲ့အရန်လှချင်တယ်လေလှချင်တော့ဟို eyeliner တွေပါတွေစိုးတာတော့မှမဆွဲတတ်အောင်ကြည့်ရတယ်မလားအဲ့ eyeliner ဆွဲတာလောက်ကိုမခတ်ဘူးကွယ်ခဏလေးနဲ့တက်သွားတယ်အဲ့နဲ့ကျမကဘာအခက်ခဲရှိသွားလဲဆိုကျမကလေအောက်ကိုတက်တော့ပြောင်းမြိုင်နေရှောက်တက်မိရတက်ပြီးတော့အဲ့ချိန်လေးပဲဖြစ်သွားတယ်လွယ်မလွယ်အရန်လွယ်တယ်ဟိုပေါ့အလားပါကြိုက်တယ်ဒါကောင်းဈေးကြီးတော့ငါဝယ်တင်လားမဝယ်တင်လားစဉ်းစားရင်တော့ဝယ်ပါလို့တကယ်အဆင်ပြေပါတယ်လို့တခုပဲကျမဟိုတန်ပထမဆုံးတက်တဲ့နေရပေါ့နော်ပထမဆုံးတက်တဲ့နေရလေးမော်ကူပြီးတော့မိတ်ကပ်ကြီးကိုအိမ်ရောက်တော့ပြီးကနေပြက်လိုက်တာမေ့ပြီးတော့ဒီလိုမျိုးမိတ်ကပ်ရုပ်မှနဲ့ဖြတ်ချလိုက်တာအဲ့မိုင်းမပတ်ခနဲ့ဆိုတခုကအောက်ကပြုတ်ကြသွားအောင်ပြုတ်ကြသွားအဲ့မိုင်းမယ်တညအိ2ရက်နဲ့ရှာရတယ်ရှင်ဟောက်မှာပစ္စည်းတွေကပွားနေတညအိ2ရက်ခီးနဲ့ရှာလိုက်ရတယ်အဲ့ဒါဆိုသူကလည်း airport လိုမျိုးပဲပေါ့နော် airport လိုမျိုးပဲဟိုခရီးတော့ဆက်ရမယ်တခုလောက်ပြောက်လိုက်တာနဲ့ဘာမှလုံးမရတော့ဘူးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ကျမလိုမျိုးရောင်ပြီးတော့အဲ့လိုဘက်ကနေဆိုအဲ့လိုဖြတ်တာကြီးပဲတတိထားပါလို့အဲ့ဒါလေးတစ်ခုတတိပေးချင်ပါတယ်လို့ကျေးဇူးပါဝဲပါတတာ